မျိုးသမီးတယောက်ဟာအမဲရည်ထဲမှာအယုတ်တစ်ခုကိုစိမ်လိုက်ပါတယ်အယုတ်ကိုအတွင်းအပြင်အကုန်စိမ်ပြီးသူမရဲ့မွေးနာမည်နဲ့မွေးနေ့ကိုအယုတ်ပေါ်မှာရေးလိုက်ပါတယ်ထို့နောက်သူမရဲ့သွေးကိုသုံးပြီးအယုတ်နဲ့သွေးစာချုပ်တစ်ခုကိုလက်မှတ်ထိုးလိုက်ပါတယ်ပြီးတော့ယောက်ျားတစ်ယောက်ရဲ့ဓာတ်ပုံကိုအယုတ်ပေါ်မှာကပ်ပြီးအယုတ်ပေါ်မှာကြောက်မက်ဖွယ်ကျိန်စာတစ်ခုချလိုက်ပါတယ်နောက်နေ့မှာတော့ဓာတ်ပုံတွေကယောက်ျားဟာရေချိုးခန်းထဲမှာတည်ဆုံနေပါတယ်ဒါပေမဲ့အဲ့ဒါကစတင်မှုသာဖြစ်ပါတယ်ဒုတိယနဲ့တတိယဓာတ်ပုံတွေကိုအယုတ်ပေါ်မှာတက်လိုက်တဲ့အခါအဲ့ဒီယောက်ျားနှစ်ယောက်လည်းအတူတူပဲရေချိုးခန်းထဲမှာတည်ဆုံသွားကြပါတယ်အမျိုးသမီးကအရာအလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့အရာအလုံးအခုမှစတင်တာပါတနေ့သူမအစားအစာချက်နေချိန်မှာအယုတ်ရဲ့မျက်လုံးတွေကသူမကိုစိုက်ကြည့်နေတယ်လို့ဖြစ်လာပါတယ်နောက်တစ်ခါနေရံဘော်ကနာယီကတောင်သူမကိုကြည့်နေတယ်လို့ထင်ရပါတယ်တဖြည်းဖြည်းနဲ့အနီးနားမှာရှိတဲ့မျက်လုံးတွေအားလုံးကသူမကိုစိုက်ကြည့်နေတယ်လို့ဖြစ်လာပါတယ်သူမကဒီအရာတွေကိုထင်အောင်ထင်မှလို့ထင်ပြီးအိယာပုံမှာလဲအိတ်လိုက်ပါတယ်ဒါပေမဲ့မကြခင်မှာသူမဟာအယုတ်တွေနဲ့ပြည့်နေတဲ့အခန်းတစ်ခန်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီအယုတ်တွေကသူမရဲ့စိတ်ကိုထိန်းချုပ်လာပါတယ်အဲ့ဒီအချိန်မှာပဲအယုတ်ဟာသူမရဲ့အိယာခြေဖျားမှာထိုင်နေတယ်ဆိုတာသူမသတိထားမိလိုက်ပါတယ်ထို့နောက်အယုတ်ရဲ့အရိပ်ကတဖြည်းဖြည်းကြီးလာပါတယ်ရုတ်တရက်အယုတ်ဟာအပေါ်ကနေခုန်ဆင်းလာပြီးအသေးကောင်တစ်ခုလိုပြောင်းလဲသွားပါတယ်ပြီးတော့မြေပြင်ပေါ်မှာရေတွားပြီးသူမစီကိုတဖြည်းဖြည်းနီးကပ်လာပါတယ်အရာအလုံးဟာအိမ်မက်ဆိုးတစ်ခုလိုဖြစ်သွားပါတယ်ဒါပေမဲ့သူမလက်တွေကိုကြည့်လိုက်တဲ့အခါသွေးတွေစိုးနေတယ်လို့ဖြစ်နေပါတယ်ဒီအရာအလုံးဘာကြောင့်ဖြစ်တာလဲဆိုတာသိဖို့သူမဟာအမှန်တရားကိုရှာဖွေရန်ဆုံးဖြတ်လိုက်ပါတယ်